在现在我都了乌别个里呢吧，马来面拍他们是说不罗还没有标啊，对啦嘞。အခုတီတီကဖတ်ထမင်းဖိုင်ရောက်နေတာပေါ့နော်ဒီဖိုင်ကတိတ်ပြီးသားဖြစ်မှာပါမတိသေးတာဖိုင်ပြောင်းသွားလို့နောက်တစ်ခုကလည်းအရန်အငင်းပွားနေမော်လမြိုင်ဖတ်ထမင်းမစွတ်ဘူးဆိုပြီးတော့ပေါ့နော်အဲ့တော့တီတီကဒီနေ့ဖတ်ထမင်းရိုးဖတ်ထမင်းနဲ့မော်လမြိုင်ဖတ်ထမင်းဘာကွာလဲဆိုပြောပြမယ်တော့မလားဒီဟာဟိန်းဆိုတဲ့ဂျိုင်ဆွဲဖတ်ထမင်းဖိုင်ပေါ့နော်ဂျိုင်ဆွဲလဲရတယ်ဖတ်ထမင်းဖိုင်အိမ်ချက်လက်ရစစ်စစ်ကိုစားမှာပေါ့နော်ပြေးတော့မယ်ဒါကမော်လမြိုင်ဖတ်ထမင်းတပွဲကိုတစ်ပေါင်းဖတ်ထမင်းရဲ့အသက်ကဒီမှာသူ့ရဲ့အနှစ်ပေါ့နော်စက်သွန်အနှစ်ကလေးနဲ့ဖြစ်ပါတယ်။ဒါကိုမော်လမြိုင်ဖတ်ထမင်းလို့ခေါ်ပါတယ်။တစ်ပေါင်းမှာကအရန်က1 2 3 4 5မျိုးဟင်းရည်လေးနဲ့ဆိုရင်6မျိုးဟင်းရည်လည်းရိုးဟင်းရတော့မဟုတ်ဘူးပေါ့နော်ဒီမှာကြည့်ရတော့တာဟင်းရည်စားကြည့်ရအောင်ဟုတ်လားဒီချက်သွန်နေအနှစ်ကချိုလေးပေါ့နော်အဲကောင်းတယ်ကြိုက်တယ်ဒီခရမ်းလေးကိုပြုတ်ပြီးတော့ချက်ထားဟင်းလေးကောင်းတာပြင်မင်းနဲ့မုံမွေးလေးနဲ့နော်အားရပါမစားတာကြာတယ်ဒါကဖတ်ထမင်းမှာကြတော့သူကသူ့ရဲ့ဟင်းအနှစ်နဲ့ဆိုတော့နော်သူကလည်းသူပါတာမော်လမြိုင်ဖတ်ထမင်းမှာကြသူ့ရဲ့အသက်ကစက်သွန်အနှစ်အညီမလည်းဒီကြက်အချင်းနိုင်လေးတို့ကြက်ဥလေးရတာနည်းနည်းရှားတယ်အားကြောင့်ကြက်အချင်းနိုင်တော့ကြက်အချင်းနိုင်ဖို့ဒီလိုဥအပြက်ကလေးနဲ့ပေါ့နောက်တော့အဖြစ်လေကြက်ဥလေးနေတို့ကြက်အချင်းနိုင်တော့ကွာဆိုတာသူကနည်းနည်းညှိရအမျိုးပေါ့နော်ဒီအချင်းနိုင်နေတာမညင်ဘူးဒီအချက်ကလေးတွေကသူကလုံးဝမညင်ဘူးပေါ့နော်မဆလာတင်းလေးနဲ့ဘာလို့မညင်ရလဲဆိုတော့သူ့ရဲ့လျှို့ဝှက်ချက်ကဒီတစ်ချပိုးကောက်ကလဝီးရက်တို့ထည့်ပြီးတော့ချက်တာပေါ့နော်တကယ်လို့ဒီဟင်းမွဲထဲမှာပါလာရင်အမိုက်ကြီးချိန်နေကြတယ်ပေါ့နော်အဲ့ဒါတီတီတို့အိမ်လည်းအဲ့လိုမျိုးနဲ့ချက်တာအဲ့ဒါကြောင့်မို့လဲဒါမညင်ရနေမှာပေါ့နော်များသောအားဖြင့်ဒီဘက်မှာကဒီလိုချက်ဟင်းစီပြန်အနှစ်တွေဆိုရင်အဲ့နဲ့ညှိရဖိုင်များတယ်ပေါ့နော်အနက်သိမ့်မနိုင်ကြဘူးမောင်းမွေးလေးဟောကြိုက်ဒါကလေဖယန်းငွေတောင်လန်းတက်လာလို့ဆိုဖုံးမြင့်ဖတိုရှိရဖုံးမြင့်ဖတိုရဲ့ဒီမျက်နှာချင်းဖိုင်မှာရှိတာဟိန်းဆိုတဲ့ဂျိုင်ဆွဲဖတ်ထမင်းဖိုင်ပေါ့နော်